ကျမ်းမာခြင်းရင်စဉ္ညာသွားချမ်းသာခြင်းရင်ချွေတာစားတဲ့နှုတ်ပြမှာရနေတဲ့စာသားလေးတစ်ခုကျမ်းမာခြင်းရင်စဉ္ညာသွားရမယ်တဲ့ဗုဒ္ဓစာပေမှာစဉ္ညာသွားခြင်းကရတဲ့အကျိုး၅မျိုးရှိတယ်လို့ဆိုတယ်စဉ္ညာသွားတဲ့ပုဂ္ဂိုလ်တွေဟာနံပါတ်1အတ္တနခမခရီးရှည်သွားနိုင်တယ်ခရီးရှည်သွားမှာကိုမကြောက်ဘူးနံပါတ်2ဗဒာနခမကြိုးစားအားထုတ်နိုင်စွာပိုကောင်းတယ်ခန္ဓာကိုယ်ကျန်းမာတန်ဆွမ်းတယ်နံပါတ်3အပ္ပါဘာဒအနာရောဂါကင်းတယ်ကျန်းမာရေးကောင်းစေတယ်နံပါတ်4သမ္မာပရိနာမကစ္စတိစားသမျှကောင်းကောင်းအစာကြည်ညက်တယ်နံပါတ်5သမာဓိစိရထိတိကောလမ်းလျောက်သူဟာသမာဓိကိုလည်းအားကောင်းစေတယ်စိတ်ကိုတည်ငြိမ်စေတယ်လို့ဆိုတယ်ဒီနေ့လမ်းလျောက်ခြင်းရဲ့အကျိုးကျေးဇူးတွေကိုလည်းလူတွေတော်တော်များများသိလာကြတော့ကျမ်းမာရေးအတွက်လမ်းလျှောက်သူတွေလည်းအလွန်များလာတာကိုတွေ့ရတယ်။ဒါကြောင့်ပြောချင်တာကတော့မနဲ့စောစောလမ်းလျှောက်ခြင်းဟာကျမ်းမာရေးကိုလွန်စွာအထောက်အကူဖြစ်စေတယ်လို့သိထားရတယ်။ဒါကကျမ်းမာခြင်းရင်စဉ္ညာသွားပေါ့။ချမ်းသာခြင်းချွေတာစားတဲ့ချမ်းသာခြင်းသူတွေဟာလည်းခန္ဓာကိုယ်လိုအပ်တဲ့အာဟာရပြည့်မီအောင်ပဲစားသင့်တယ်။ချွေတာစားဆိုတာမလိုအပ်ပဲစိတ်ကစားခြင်းတိုင်းမစားဘူးဆိုလိုတာပါ။လိုအပ်ပါလျက်နဲ့လျှော့စားနေရင်လည်းကျန်းမာရေးအတွက်မကောင်းနိုင်ဘူး။မလိုအပ်ပါပဲလျက်စားနေရင်တော့လည်းငွေလဲကုန်မယ်အလုပ်လဲများမယ်ကျန်းမာရေးလည်းထိခိုက်မယ်။ဒါကြောင့်အစာကိုခန္ဓာကိုယ်လိုအပ်တဲ့လောက်စားဖို့ညွှန်ပြတာပဲဖြစ်တယ်။လူမှာစားဝတ်နေရေးဆိုပြီးအရေးလေးမျိုးရှိတဲ့အထက်မှာစားရေးကတော့မဖြစ်မနေနေ့စဉ်ဖြည့်ရှင်းနေရတဲ့အရေးပါပဲဝတ်ရေးနဲ့နေရေးကနေ့စဉ်ပြဿနာမဟုတ်ပေမဲ့စားရေးကတော့နေ့စဉ်ရဲ့ပြဿနာဖြစ်တယ်နေ့စဉ်ဖြည့်ရှင်းရတဲ့ပြဿနာကိုပမာဏမှန်ဖြည့်ရှင်းတတ်ဖို့အလွန်အရေးကြီးတယ်ကိုယ်ဝင်ငွေနဲ့တင့်လျော်တဲ့စားသောက်မှုဖြစ်ဖို့လဲဂရုစိုက်ရပါမယ်ကိုကျမ်းမာရေးရဲ့ကိုအာဟာရနဲ့လဲတင့်လျော်တဲ့စားသောက်မှုဖြစ်ဖို့လိုအပ်တာပါပဲချမ်းသာခြင်းချွေတာစားဆိုတာကတော့မလိုအပ်ပါပဲလေလက်ဖိုက်ဆိုင်ထိုင်နေတာစားတော့ဆိုင်ထိုင်နေတာမျိုးရှင်ပေါင်းတယ်လာလဲစားခြင်းရေခဲချောင်းတယ်လာလဲစားခြင်းတာမျိုးစတဲ့စားခြင်းမစားခြင်းခန္ဓာကိုယ်လိုအပ်ခြင်းမလိုအပ်ခြင်းစတဲ့အတိမပါပဲနဲ့ဈေးတယ်လာတိုင်းဝယ်စားခြင်းနေတာမျိုးအပြင်ထွက်တိုင်းလဲဆိုင်တိုင်းဝယ်စားခြင်းနေတာမျိုးတွေကိုရှောင်ကျင်သင့်တယ်ချွေတာသင့်တယ်ငွေ1000ဆိုတာ1000တန်10ရွက်ကိုပြောသလိုငွေ1000ဆိုတာကလည်း100တန်ဆွဲရက်ကိုခေါ်တာမဟုတ်လားတချို့တနေကုန်လုံးမှလိုအားက1000ရပြီမဲ့ဝန်ဘိုးက2000 3000လက်ဖက်ဤဘိုးကရှိသေးဆိုရင်ဘယ်လိုလုပ်အဆင်ပြေနိုင်မှာလဲတကြက်တပြအဖြုံးများစီးပွားပြပြုံကြလိမ့်မယ်တဲ့ပြောခဲ့ဘူးတဲ့စကားလေးပြောရရင်လူတွေဆင်းရဲနေတာဝမ်းနွမ်းကအစာအိမ်ကြောင့်မဟုတ်ဘူးမျက်စိကမြင်တိုင်းစားခြင်းနေတဲ့မျက်စိအစာအိမ်နားကဈေးတယ်တန်းကြားတိုင်းခေါ်စားခြင်းနေတဲ့နားအစာအိမ်နှာခေါင်းကလမ်းဘေးအကင်ဆိုင်ရှိဖြတ်သွားတိုင်းစားခြင်းနေတဲ့နှာခေါင်းအစာအိမ်ပါးစပ်ကမနာတန်းဝါခြင်းနေတဲ့ပါးစပ်အစာအိမ်အဲ့ဒီလိုမြင်တိုင်းကြားတိုင်းအားတိုင်းရာတိုင်းစားခြင်းနေကြမယ်ဆိုရင်ဘဝမှာဆင်းရဲခြင်းကလွတ်ဖို့မလွယ်ဘူးနေတိုင်းအဝတ်ကမဝယ်ရဘူးလာတိုင်းလည်းအဝတ်မဝယ်လို့ရပါတယ်နေစရာကလည်းနေတိုင်းဖြည့်ရှင်းနေရတာမဟုတ်ဘူးစားရေးကတော့ဒီနေ့3ခါဖြည့်ရှင်းနေရတဲ့ကိစ္စဖြစ်တယ်နေတိုင်းမရှင်းလို့မရဘူးဒါကြောင့်စားရေးကိုပမာဏမှန်အတိမှန်နဲ့စားခြင်းကိုချွေတာစားဖို့လိုတယ်လို့ဆိုခြင်းပါတယ်အတူချုပ်ကြဆိုရင်ကျမ်းမာခြင်းစဉ္ညာသွားပါခန္ဓာကိုယ်ကိုမလှုပ်ရှားပဲမနေပါနဲ့ခန္ဓာကိုယ်ကလှုပ်ရှားနေတာကိုကြိုက်တယ်စိတ်ကိုမလှုပ်ရှားပါစေနဲ့စိတ်ကတည်ငြိမ်နေမှကောင်းတယ်ချမ်းသာခြင်းချွေတာစားပါချွေတာစားဆိုတာထမင်းလျှော့စားဖို့မဟုတ်ဘူးကွန်စားဆေးစားဆိုင်ထိုင်ဈေးတယ်လာစားအားနေစားမြင်တိုင်းစားတွေ့တိုင်းစားအဲ့ဒါတွေကိုရှောင်ကျဉ်ပြီးတော့ခန္ဓာကိုယ်လိုအပ်သမျှစားကြပါအဲ့လိုစားကြမယ်ဆိုရင်အကုန်အကျသက်သာလာတယ်လို့အဆင်ပြေလာနိုင်တယ်ကျမ်းမာရေးအတွက်အဲ့ဒါတွေအတွက်လည်းကောင်းလာပါလိမ့်မယ်ဒါကြောင့်အားလုံးကျမ်းမာရေးစီးပွားရေးများအဆင်ပြေကြပါစေ